လို့ဆရာမတို့အမြဲ support ပေးမယ်ပြောအားလုံးမင်္ဂလာပါဒီနေ့ဆရာမက Euro အတန်းမှာတာဝန်ကြရဲအတန်းမိုင်ဆရာမပဲဖြစ်ပါတယ်ဆရာမရဲ့နာမည်ကလက်မြောင်ပဲဖြစ်ပါတယ်ဆရာမရဲ့နာမည်ဘာဖြစ်လို့လက်မြောင်လို့ပေးထားလဲဆိုမမေးပါနဲ့ okay ဒါဆရာမရဲ့ပေါ့နော်ဘာချစ်ဦးပါပေးထားပေါ့နော်လက်မြောင်ဆိုပြီးတော့ကဲအဲ့တော့ကဲအချစ်ဦးကြောင်းနေတော့ပြီဘယ်သူတွေကြောင်းတက်လဲမတက်လဲဆိုတာစစ်လိုက်ရအောင် okay ကဲ Caroline Elisha ရှိသလား present okay present Hobby Eric Monk ဆိုရတဲ့ရှိလား Eric Monk absent he ate some old fish and has diarrhea and sits on toilet all day hey မရှိနဲ့ hey shut ဟဲ့ကောင်မရှိရအောင်နော်သူများရဲ့ဒီလိုဖြစ်တယ်ဆိုတာစိတ်ဓာတ်စီကံပညာပေါ့နော်စိတ်ဓာတ်ကနေမင်းတို့စပြင်မရမယ်ဟုတ်ပြီလားစိတ်ဓာတ်ကလည်းလုံးဝမကောင်းရင်ဘယ်တော့မှတန်ဖိုးရှိတဲ့လူမဖြစ်ဘူးနော်သူများဒီလိုဖြစ်တာအောင်မရှိရအောင် okay နောက်တစ်ယောက်Eva Khan ဆိုတာရှိသလား Eva Khan present okay ဘယ်တယောက်တော့ဟာ Eva Khan presentလာလေးပါလေးထောင်းပါဟာနင်တို့ဟာလေဟိုဒီငါဒီနေ့မှစရောက်တာဘယ်သူမှမသိဘူးကဲနောက်တစ်ယောက် Arena Court ရှိပါသလား Arena Khan present okay Arena Court ကယောက်ျားလေးမှန်တယ်မိန်းကလေးပဲJeremy Lance ရှိပါသလား Jeremy Lance okay which one ဘယ်တယောက်လဲတော့မသိဘူးမင်းတို့တွေကမဟုတ်တော့လက်မထောင်တတ်ဘူးအရင်ဆရာမတင်ပြမသူမပေးတော့လားမသိဘူးလက်ထောင်ပြီးရှိပါရဲ့ရှင့်အဲ့လိုလော်မယ် Lola Cooper ရှိသလား Lola Coffer present okay ရှိတယ်လာတယ် okay အတန်ကြားရင်ကရှိတယ်လို့ပဲသတ်မှတ်လိုက်မယ်ကျောင်းမလာတဲ့တငယ်ချင်းတို့နော်အစားထိုးပြီးတော့ရှိပါတယ်မရှိပါတယ်မလုံးနဲ့နော်လူကြီးကြီးလိုက်လို့မှဟိုမဖြစ်ရင်တွေ့မယ်အခုတန်းထဲမှာ9ယောက်10ယောက်ရှိရမယ်ကဲ9ယောက်မြောက်သမီးလေး Martha Lush ဆိုတာရှိပါသလား Martha Lush present အေးဟုတ်ပြီအတန်ကြီးကတော့အတူတူပဲငါ့ကိုနော်ဒီနေ့မှတက်ရောက်တာဆိုပြီးမနှောင်းနဲ့ကဲနံပါတ်8 Patricia Oman ရှိလား Patricia Oman present မိန်းကလေးတွေများတာအေးဘောနော်ယောက်ျားလေးက4ယောက်ပဲလား3ယောက်လားဟိုးနောက်ဆုံးတဲ့အင်ကြီးနက်ပြလေးနဲ့စပင်းဖြူနဲ့ယောက်ျားလေးလားမိန်းကလေးလားတော့ငါမသိဘူး I'm gay ကဲနာမည်မခေါ်ရင်တော့ sorry Raphael Grish ရှိပါသလား Raphael Grishအော်ယောက်ျားလေးပဲမိန်းကလေးမှန်Raphael okay Raphael နောက်ဆုံးတစ်ယောက်Pavel Osh ရှိပါသလား Pavel okay ရှိတယ် Rugo လည်းခေါ်ပြီးပြီဆိုတော့ဒီနေ့ကပထမဆုံးနေ့မှာပဲအရင်ဆရာမပြောထားတယ်မလားဒီနေ့မှာစာမေးမယ်စာမွေးပဲရှိတယ်လို့ငါပြောထားတယ်ဟုတ်ပြီလားအဲ့တော့စာမေးရတဲ့လူတွေကတော့ကျောင်းကြီးရုံးကောင်ရောက်ဖို့တာပြင်ကဲစာချက်အောင်တွေကို Eiffel Tower ဘယ်မှာရှိလဲဆိုတာမေးမယ်နော်နောက်ပြီးတော့ကျတော့ကဘာပေါ်မှာပေါ့နော်မြစ်ဘယ်နှခုရှိလဲဆိုတာမေးမယ်မြစ်ဘယ်နှစင်းရှိလဲဆိုတာဒီကောင်တွေကိုမေးမယ်ပေါ့နော် Addis Ababa ဆိုဘယ်နေရာလဲငါလည်းမသိဘူးဒါပေမဲ့ငါမသိတဲ့အတွက်ကြောင့်မလို့သူတို့မေးလိုက်မယ်ကွာဟုတ်လားအဲ့ရောကဘာပေါ်မှာအမြင့်ဆုံးတောင်ဝါဘယ်ဟာလဲဆိုရယ်မိကုန်းလေးကိုငါထည့်လိုက်မယ်ဒီကောင်တွေကိုစားလိုက်အောင်မယ်ရောရူကောခေါ်တော့လက်မထောင်ကြတယ်ဒီမှာမိကုန်းလာတွေလည်းတားတို့သမီးတို့ရှေ့မှာရောက်ပြီဆိုတော့တားတို့သမီးတို့တေချာလေးဖြေကြမယ်ဟဲ့သမီးလေးကအေးငါထက်တော့ကြီးရဲ့ပုံပဲအေးပါကဲလို့စောင်းမဖြေမယ်နော်ခိုးမချနဲ့နော်ငါပြောရဒီဥစ္စာအစမ်းဆောင်ပဲဖြစ်ရှိတယ်ဟဲ့ဘာလို့လဲအမေမင်းကဖုန်းနဲ့ What is thisတေးအောင်မယ် You are dismissed from this exam နေဒီဆောင်ပဲမှာကြားတယ်နော်ဒီဆောင်ပဲမှာမင်းကြားတယ်ခေါင်းအပေါ်တော့မမော့ရင်ကျန်တဲ့ကောင်တွေရှိသေးလားမရှိတော့ဘူးနော်ကျောင်းလဲခေါင်းလောင်းထိုးထားပြီဆိုတော့ကလေးတွေဆောင်ဝဲကိုနောက်နေ့မှအဖြေတော့စစ်တော့မယ်ဒီခိုးချတဲ့တယောက်ကတော့ဗောနော်ဒီဘက်ကရုံးဗောနော်ဒီကောင်ဘယ်တော့မှခေါင်းမဖော်နိုင်အောင်မလုပ်ရဘူးလို့ပြောတာနော်စာမရတဲ့ငွေချင်းကိုကူညီပြီးတော့ရှင်းပြကြမယ်နင်တို့ကြီးကလည်းစာရတဲ့ပုံမပေါ်ပါဘူးနော်သူကမှခိုးချတဲ့ညံနဲ့ရှိသေးတယ်နင်တို့ကြီးကခိုးချတဲ့ Hey ဘာဖြစ်နေကြ Tell you something. please tell I am always willing to help When I see that girl from class, I don't feel anything. I think that I'm gay. Oh I always suspected that but I like gays so don't worry Hold on Hey နေပါလုံးနေကျောင်းထဲမှာစောနေကြတာငါစိတ်ညစ်တယ် This fucking machine. I just. Hi Hey language What do you listen Black Hole အကြောင်း podcast နားထောင်နေတာ okay ဒီပါ break change ဆိုတော့ကကြပါစီ okay
ဆက်လိုက်တောင်းနေဟေး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  Jill, what's going on? အေးကောင်ကျောင်းဒီ I ကျောင်းက will လိုက်ခဲ့ inform the school principal. နိုင်ကျင့်လို့မရဘူးဒီကျောင်းမှာအနိုင်ကျင့်တာတွေဘာတွေကိုလုံးဝကန့်သက်ထားတယ်ဘာကောင်လဲနေမင်းလည်းအမြဲကြောက်နေနဲ့ငါပြန်လာမယ်နော်ဒီပြင်ကဆက်လိုက်တောင်းနေတဲ့ကောင်ကဘဲကောင်တော့ဒီကောင်ဘာကောင်လဲ Hi. Why are you နင် smoking? ဘာလို့ဆက်လိုက်တောင်းနေ Just started working today. အော်ကျောင်းကြီးရှင်တောက်ပါရှင်ဆက်လိုက်ယူပေးရမလားလက်ဖေးတောင်းမလားဘာပဲပေးရမလဲကျောင်းကြီးဖားထားမှာအရာတို့တောင်းလိုက်ရှာရအောင်ကျောင်းထဲမှာမှွေနေတဲ့ကောင်တွေရှိသေးလား Okay ကျောင်းသားရဲ့အဲ့လိုချစ်ခင်နေရဝမ်းတောက်ပါဒီတယောက်ကဟမ်ဘဂါလေးပဲပေးပါရှင် Burger, please. Alright ဘာကပဲစားလိုက်မယ်ဒီကသမီးလေး Do you ever look at someone and wonder what is going on inside? ဟဲ့ဟိုးနာကောင်ဘာလုပ်နေသမီးဘယ်သူလက်ပြနေသမီးကျောင်းမှာလေချင်းတွေးတာတွေပါကန့်တက်ထားတယ်နော် Alright ဒီတယောက်ကဘာဖြစ်တာလဲစူပါဟီးရိုးဝစ်ဆောင်တဲ့ကျောင်းဘယ်လိုတွေဝစ်လာတော့ပြော Hi. Why are you so happy? ဘာလို့နေအရန်ပြောနေရလဲ chemistry exam with a grade. My parents will be very happy. အော်အေးပါသမီးရဲ့ဟေးဟိုအကောင်ဟမ်ဒါက $2 for cola. လူထားရ Here is my cola. Hey, I will hey, destroy hey, this hey. fucking piece of shit. Say to This yourself. fucking machine. $2 ပေးထားလဲမကန်နဲ့လေ I will just. Where is my Oh cola? my Oh no heyတဲမ no ကျောင်းမှာ no kissing You what the hell အေးပါကွာထားလိုက်တော့ငါလည်းမပြောတော့ပြောမရဆိုမရထိမရတွေပါကွာအေး try လက် Hey go ဆက်လိုက်တော့ Please don't tell my parents. My father's very aggressive and he hears about it. He will beat me. ကျောင်းကြီးကိုယ်တိုင်ကလည်းကျောင်းထဲမှာဆက်လိုက်တော့နေရဆိုမိပြီးသူ့ကိုနည်းနည်းဖြေလျှော့ပေးလိုက်မယ်နော်နောက်တစ်ခါကျောင်းထဲမှာမင်းဆက်လိုက်တော့တာကမမြင်ချင်ဘူး I respect you okay ဟာဒီနေ့ဘာနေ့လဲကွာဒီနေ့အင်္ဂါနေ့အိုးအေးဟုတ်သားပဲငါအလောက်ဆက်စင်းနေရမှာအင်္ဂါနေ့မှာတချင်းဆိုပြိုင်ပွဲရှိတယ်လို့ပြောတယ်ကွာတချင်းဆိုပြိုင်ပွဲဘယ်မှာလဲကွာတို့ဒါကြီးလားဟာကဲကလေးတို့တချင်းဆိုပြိုင်ပွဲမှာဒိုင်လုတ်ပေးမယ်ဆီယာမလေဆီယာမပါပဲဆီယာမလက်မြောက်ပါပဲဗောနော်ကဲ We will start with Jeremy. Jeremy ကဲဘယ်သူလဲ Jeremy It's about time to make things right, let your soul shine, turn your bodies in light. It's about time to choose the right way, make our hearts feel Let go, free, Dibe. towards a better Hello, day. Abibe. It's Hang about on. time to put an end to this fight, left where this mind ruined you all night. It's about time to make our dreams come true. It's about time to make a dream come true. The deal is to be real, little types of minds. The kill is to be filled, make hearts more Samiro, kind. hands up, The hands up. will is not the deal, avoid the Hands to up, be hands up. blind. Let go, The shield is not the true love, is what everyone Hands up, finds. hands up. Stop Let go, fighting the Tino. truth. ကဲ Jeremy တို့လက်ခုပ်လေးကဲဆီယာမအားပေးတယ် Slow down, the demons grip your soul. Soul child, soon you'll have to go home now. လက်ခုပ်တီး Your လိုက် heart's လက်ခုပ် turning တီး to ပဲဆက်ဆောင် stone. ပါဆောင် Slow down, your feelings come and go. Hold out, caught up in the fume. ကဲနောက်တစ်ယောက် Morning sun, be right. No worries. အေးခြေတော့လေးတော့လှုပ်နေကြတယ်ဟုတ်တယ် Up to the sky. စာမွဲခိုးချရဲစာခိုးချရဲကောင်ခေါင်းကုန်မဖော်ရဘူးဒီကောင်ကဲဆရာကဆီယမအနေနဲ့ကတော့ဘောနော်ဘောနော်ဘသူကိုဝင်တာပေးရမလဲဆိုတော့ဘောနော်တားတို့သမီးတို့ရောဘယ်လိုထင်လဲဒါပေမဲ့တားတို့သမီးတို့ရဲ့ဆုံးဖြတ်ချက်တွေကဒီကျောင်းမှာအတုံးဆီယမရဲ့ဆုံးဖြတ်ချက်ပဲအတုံးဝင်နေဆိုတော့ဘောနော်ဆီယမအနေနဲ့ဘသူကိုဘောနော်ဝင်တာရွေးရမလဲဆိုတော့ပထမတယောက်ကပေါ့နော်နည်းနည်းတော့အတန်ကဘယ်လိုပြောမလဲတချင်းဆိုတဲ့တန်စကားပြောတဲ့နဲ့တူနေသူ့ရဲ့ပေါ့နော်လေတန်လေယူလေတန်ရတချင်းဆိုတာနဲ့မတူစကားပြောရတယ်တူနေဒုတိယတရားသမီးလေးထာတီယာနာပေါ့နော်ထာတီယာနာကတော့အတန်လေးကအဲ့လိုပုံမှန်လေးထက်နည်းနည်းလေးပေါ့နော်ဟို 0.1% လောက်တော့ကောင်းနေပေါ့နော်ဆိုတော့ထာတီယာနာလည်းတဘောကြအန်နာကကြတော့ဘယ်လိုမှကိုဒီစိတ်ထဲမှာသမီး